ကဘာပေါ်မှာစိန်ထက်တောင်ရှားပါမီတကယ်ရက်ကိုအမေရိကန်ဒေါ်လာ2သိန်းကျော်အထိတန်ဖိုးရှိတယ်နီလာကျုပ်တွေရှိတယ်ဆိုတာသင်သိပါသလားရှေးဘီရင်နဲ့တော်ဝင်မိသားစုတွေရဲ့အမျက်နှိုးဆုံးယရနာဖြစ်တဲ့နီလာဟာအာနာနဲ့သစ္စာတရားရဲ့ပြရုပ်လေးဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာဇဲကွက်မှာတော်ဝင်အပြာရောင်လို့နာမည်ကျော်တဲ့မြမနီလာအပါဝင်ကဘာအကောင်းဆုံးနီလာထွေရ10နိုင်ငံနဲ့သူတို့ရဲ့မယုံနိုင်စရာဈေးနှုန်းတွေကိုတင်ဆက်ပေးပါမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာကဲစလိုက်ကြရအောင်လားခင်ဗျာအဆင့်30မှာရပ်တည်နေတဲ့နိုင်ငံကတော့ကမ္ဘောဒီးယားနိုင်ငံပဲဖြစ်ပါတယ်ဗျကမ္ဘောဒီးယားနိုင်ငံပိုင်လင်ဒေတာကထွက်တဲ့နီလာရီဟာအပြာရင်းရောင်ရှိပြီးအကြည်ဓာတ်ကောင်းမွန်ပါတယ်အရေးအသွေးပေါ်မူတည်ပြီးတကရက်ကိုဒေါ်လာ900မှ1500ဝန်းကျင်ပေါက်စေရှိပါတယ်ကမ္ဘောဒီးယားရဲ့အပြာရင်းရောင်ကနေအမေရိကန်ရဲ့ထူးခြားတဲ့အပြာနုရောင်စီခီးဆက်ရအောင်အဆင့်9နေရာမှာရှိနေတဲ့အမေရိကန်နိုင်ငံမွန်တာနာပြည်နယ်ကထွက်တဲ့နီလာတွေဟာထူးခြားတဲ့အပြာနုရောင် cornflower like ရှိတတ်ပြီးတကရက်ကိုဒေါ်လာ1000မှ2500အထိတန်ဖိုးရှိပါတယ်အမေရိကန်ကနေအာဖရိကရဲ့ကြောင်းမြတ်တိုက်ကြီးစီဦးတည်လိုက်ရအောင်လားဗျာအဆင့်ရှိနေရာမှာရှိတဲ့နိုင်ငံကတော့တန်ဇာနီးယားနိုင်ငံပဲဖြစ်ပါလို့ဗျာတန်ဇာနီးယားနိုင်ငံဟာအာဖရိကရဲ့ကြောင်းမြတ်တိုက်ကြီးပါဒီမှာတော့အပြားရောင်အပြင်ပန်းရောင်နဲ့လိမ္မော်ရောင်တန်းနဲ့ရှားပါနီလာတွေထွက်ရှိပြီးတကယ်ရက်ကိုဒေါ်လာ3000မှ9000ကျားပေါက်ဈေးရှိပါတယ်တန်ဇာနီးယားရဲ့ fancy နီလာတွေကနေနောက်ထပ်အနိုးစရာကောင်းတဲ့အီသီယိုးပီးယားနီလာစီဆက်သွားကြည့်အောင်လားဗျာအဆင့်9နေရာမှာရပ်တည်နေတဲ့အီသီယိုးပီးယားနိုင်ငံဟာကြောင်းမြတ်လောကရဲ့မျက်နှာသစ်ဖြစ်ပေမဲ့အရေးသွေးကတော့အံ့ဩစရာပါကိုလံဘီယာနဲ့တီရီလန်ကာနီလာလေးနဲ့ရှင်းနိုင်ပြီးတကရက်ကိုဒေါ်လာ3000က9000အထိတန်ဖိုးတက်နိုင်ပါတယ်အီသီယိုးပီးယားကနေဩစတြေးလျရဲ့အပြာရင့်ရောင်နီလာကြီးတွေစီကိုဆက်သွားကြည့်လိုက်ရအောင်ဗျာအစိမ်း6နေရာမှာရှိနေတဲ့ဩစတြေးလျနိုင်ငံဟာနီလာအများများထွက်စီရနေရပါသူတို့စီကထွက်တဲ့နီလာတွေဟာအပြာရင့်ရောင်စစ်စစ်သူပြီးတကယ်ရက်ကိုဒေါ်လာ4000က10,000အထိတန်ဖိုးရှိတဲ့ထိတ်တန်းကြောက်ထွက်ရှိပါတယ်ပရိသတ်တို့ရောနီလာရဲ့အပြာရောင်ကိုကြိုက်လားဒါမှမဟုတ်ပတမြားရဲ့အနီရောင်ကိုပိုကြိုက်လားခေါင်းမမှာရေးပေးခဲ့ပါဦးဗျာဩစတြေးလျရဲ့အပြာရင့်ရောင်ကနေအာရှရဲ့ကြောက်မြတ်အချက်အခြာထိုင်းနိုင်ငံစီခရီးဆက်ကြရအောင်လားဗျာအဆင့်9နေရာမှာရှိတဲ့ထိုင်းနိုင်ငံဟာကမ္ဘာကြောက်မြတ်အချက်အခြာနိုင်ငံပါကန်ချနာဘရီဒေတာကထွက်တဲ့နီလာတွေဟာနက်ပြာရောင်ရှိပြီးတကယ်ရက်ကိုဒေါ်လာ8000ကနေ15000ကျော်အထိဈေးကွက်မှာအယောင်ဝယ်ထစ်နေပါတယ်ထိုင်းနိုင်ငံရဲ့နက်ပြာရောင်ကနေမာဒါဂတ်စကာရဲ့တောက်ပတဲ့နီလာတွေစီဥတီလိုက်ရအောင်လားဗျာအဆင့်4နေရာမှာရပ်တည်နေတဲ့ဒီမာရာဂတ်စကာကျွန်းနိုင်ငံလေးရထက်တဲ့နီလာတွေဟာတီရီလန်ကာနီလာနဲ့အရန်ဆင့်တူပြီးအလွန်တောက်ပါပါတယ်ထိတ်တန်းအရေးအသွေးဆိုရင်တကယ်ရက်ကိုဒေါ်လာ1000ခွဲကနေ3000ခွဲဝန်းကျင်အထိတန်ဖိုးရှိနိုင်ပါတယ်မာရာဂတ်စကာရဲ့တောက်ပတဲ့နီလာတွေကနေကမ္ဘာကျော်စီလွန်ဆဖာယာရှိအောင်တီရီလန်ကာစီဆက်သွားကြည့်အောင်လားခင်ဗျာအဆင့်3နေရာမှာရပ်တည်နေတဲ့တီရီလန်ကာနိုင်ငံရဲ့စီလွန်ဆဖာယာဟာကမ္ဘာကျော်ပါတယ်သူတို့စီကထွက်တဲ့ Royal Blue နီလာဒီဟာတကယ်ရက်ကိုဒေါ်လာ4000ကနေ8000အထိပေါက်ဈေးရှိပြီးကမ္ဘာအကောင်းဆုံးဈေးဝင်ဖြစ်ပါတယ်ကဲအခုဆိုရင်တော့အားလုံးစောင့်မျှော်နေတဲ့ကမ္ဘာကအတိမတ်ပြုထားတဲ့နံပါတ်1နေရာမှာရပ်တည်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလဲရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမူကုတ်ကထွက်တဲ့မြန်မာနီလာဟာ Royal Blue တော်ဝင်အပြာရောင်စစ်စစ်ဖြစ်ပြီးအကြည်ဓာတ်မှာဘယ်နိုင်ငံနဲ့မှမတူအောင်ထူကြပါတယ်တကရက်ကိုဒေါ်လာ3သိန်းကျော်အထိတန်ဖိုးရှိနိုင်ပြီး2014ခုနှစ်ကမြန်မာနီလာ392ကရက်ရှိတဲ့ Blue Bell of Asia ဟာဒေါ်လာ19တန်းကျော်နဲ့စံချိန်တင်ရောင်းချခဲ့ရပါတယ်မြန်မာတော်ဝင်နီလာထက်တန်ဖိုးကြီးတဲ့ကမ္ဘာအဖိုးတန်ဆုံးနီလာကဘာဖြစ်မလဲစက်ကြည့်ရအောင်လားခင်ဗျာအဆင့်1နေရာမှာရပ်တည်နေတဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်ဗျကမ္ဘာအဖိုးတန်ဆုံးနဲ့အရှားပါဆုံးကတော့ကက်ရှမီးယားနီလာပါနိုးနှင့်ရောင်တန်းနဲ့ cornflower blue ရှိပြီးလက်ရှိမှာတူဖော်မှုရပ်ဆိုင်းထားတာကြောင့်တကရက်ကိုဒေါ်လာ2သိန်းခွဲကျော်အထိတန်ဖိုးရှိပါတယ်ဒါဟာကမ္ဘာနီလာလောကရဲ့အေဂရီလို့တင်စားခံရတဲ့ကြောင်းမြတ်ပဲဖြစ်ပါတယ်မြမနီလာကကမ္ဘာမှာနံပါတ်1ဆိုတာကိုသိရလို့ဂုဏ်ယူမိတယ်ဆိုရင်
ဗီဒီယိုလေးကို like လုပ်ပြီးလူအများသိအောင် share ပေးထားလို့ရပါတယ်ဗျာနောက်ကဘလို့ amazing အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာ comment မှာအကြံပြုခဲ့ပေးပါဦးနော် page လေးကိုလည်း follow လုပ်ထားဖို့မမေ့နဲ့ဦးတော့ဗျာပရိသတ်များအားလုံးနီလာယရနာရီလိုတည်ငြိမ်အေးချမ်းပြီးကိုယ်စိတ်နှဖျားဂျမ်းမှာချမ်းသာကြပါစေခင်ဗျာအဆုံးထိကြည်စုပေးလို့ဂျေဇူးအထူးတင်ပါတယ်ခင်ဗျာ